မိမဖြစ်သူဟာညတိုင်းဘရင်ရဲ့ပထမဆုံးသားတော်ကိုမွေးဖွားပေးနိုင်ဖို့အတွက်အကောင်းဆုံးကိုဝင်ရရှိမဲ့ကိုနေဟန်ထားတွေကိုစူးစမ်းလေ့လာနေခဲ့ပါတယ်ဒီညမှာတော့သူမဟာဘရင်အနားတော်မှာအိတ်ဆက်ခွင့်ရရှိခဲ့ပါပြီဒါပေမဲ့အိမ်မက်တွေအကောင့်ထဲပေါ်တော့မယ်လို့ထင်တဲ့အချိန်မှာပဲဘရင်ကဓာတ်ရှိတစ်ချောင်းကိုဆွဲထုတ်ပြီးသူမရဲ့လက်ပင်ကိုတိထားလိုက်ပါတယ်အကြောင်းကတော့နေကင်းဘက်တုန်းကဘရင်ဟာမိဖုရားလေးပါးကိုတရားဝင်ရာထူးတက်ချီးမြှင့်လိုက်လို့ပါအရင်ဆုံးပေါ်ထွက်လာတာကပထမမိဖုရားဝတီဝါဖြစ်ပြီးသူမဟာဘရင်နဲ့အရင်ဆုံးလက်ထပ်ခဲ့သူပါနောက်တစ်ယောက်ကဒုတိယမိဖုရားလာဝန်ခံဝမ်ခါဖြစ်ပြီးပတ်ဝန်းကျင်ကနိုင်ငံလေးနိုင်ငံထဲမှာအချမ်းသာဆုံးမင်းသမီးဖြစ်ပါတယ်တတိယမိဖုရားကတော့စစ်စရာမျိုးရိုးတွေကနာမည်ကြီးအတိုင်းဝိုင်းကဆင်းသက်လာသူပါနောက်ဆုံးပေါ်ထွက်လာတဲ့ဂျင်ဒါဂျန်ဒါကတော့အငယ်ဆုံးနိုင်ငံကလာပြီးမဲ့သူတို့ထဲမှာအလှဆုံးသူဖြစ်ပါတယ်ဂျင်ဒါအလှည့်ရောက်တော့ဘရင်ဟာသူမရဲ့တည်တက်လာပါတဲ့မျက်နှာလေးကိုကြည်ရင်မတိမတာတွေဝေသွားပါတယ်အဲ့ဒါကိုမြင်လိုက်ရတဲ့ပထမမိဖုရားဝတီကဒေါသတကြီးနဲ့ရင်ပတ်အောင်ပြီးမေးလဲသွားတော့တယ်မကြခင်မှာပဲဂျင်ဒါစီကိုဘရင်ရဲ့နှုတ်မိတ်တော်ရောက်လာပါတယ်ဒီညမှာပဲလာရောက်အိတ်ဆက်ဖို့အမိတ်ပေးတာပါ3လကြာစောင့်ခဲ့ရတဲ့ဒီခွင့်ရေးကိုသူမရရှိခဲ့ပြီးဒါပေမဲ့ဒီအချိန်မှာသူမကချီတုံချတုံဖြစ်နေခဲ့တယ်ဘာလို့လဲဆိုတော့ချစ်သူနဲ့ပတ်သက်တဲ့စိတ်ဒုက္ခကိုသူမမဖြေရှင်းနိုင်သေးလို့ပါပဲချစ်သူအကွမ်ဘာကန်ကလည်းသူမရဲ့စိတ်ကိုကြိုတိနေခဲ့ပါတယ်ဂျင်ဒါကိုကူညီဖို့အတွက်အကွမ်ဟာရဟန်းရောင်ဆောင်ပြီးတိတ်တိတ်လေးနန်းတော်ထဲကိုဝင်လာခဲ့ပါတယ်အကွမ်ကိုမြင်လိုက်ရတဲ့အချိန်မှာဂျင်ဒါဟာလုံးဝထိန်းချုပ်လို့မရနိုင်တော့ပဲစိတ်တွေလျှော့ချလိုက်ရပါတယ်ချစ်သူနဲ့အတူတူရှိနေဖို့ကသူမရဲ့အကြီးမားဆုံးဆန္ဒပါဒါပေမဲ့အခုချိန်မှာတော့သူမဟာကြီးမားတဲ့တာဝန်ကိုထမ်းဆောင်ရတော့မှာမို့ပါအာနာရှင်ကိုဖယ်ရှားပစ်ဖို့အတွက်သူတို့နှစ်ဦးရဲ့အချစ်ကိုစတင်ရတော့မှာပါအကွန်ကဒီအာနာရှင်ကိုဖယ်ရှားနိုင်ရင်ငါတို့နှစ်ယောက်ထာဝရပျော်ရွှင်စွာအတူနေရမှာလို့နှစ်သိမ့်ပေးလိုက်ပါတယ်ဒါပေမဲ့နှစ်ယောက်သားချစ်ကြည်နူးနေတော့မှပဲအဆောင်တော်မူမကလူတွေနဲ့အတူအလောတကြီးရောက်လာပြီးလာခေါ်ပါတယ်နှုတ်ထိန်မကြီးကသူတို့နှစ်ယောက်အမိဖမ်းခံရမှာကိုစိုးရိမ်လို့ရင်ထဲမှာအသေးတန်ဖြစ်နေခဲ့တယ်ဒါဟာလေပင်ပြတ်တဲ့ကိစ္စပါသူတို့တွေအတင်းဝင်ဖို့လုပ်နေတော့မှပဲဂျင်နာဟာတကားကိုရုတ်တရက်ဖွင့်လိုက်ပါတယ်အဆောင်တော်မူမကအခါတော်ဘေးကိုနောက်ကျလို့မဖြစ်တဲ့အတွက်မြန်မြန်ပြင်ဆင်ဖို့ပြောပါတယ်ပြောရင်းနဲ့သူမကိုကိုယ်တိုင်ရေချိုးပေးဖို့အထဲဝင်လာခဲ့ပါတယ်ဂျင်ဒါဟာအတင်းအဓမ္မစိတ်ကိုတည်ငြိမ်အောင်ထိန်းထားပြီးညှင်းဆန်လိုက်တယ်သူမကမိဖုရားတစ်ပါးဖြစ်နေတဲ့အတွက်အပြိုတော်မတွေဟာသူ့ရဲ့အမိန့်ကိုမဖီဆန်ရဲကြပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာတကားနောက်မှာအမျိုးသားတစ်ယောက်ပုံနေတာကိုတော့သူတို့မသိကြပါဘူးနှုတ်ထိန်မကြီးကသူတို့ကိုအထူးဂရုစိုက်ဖို့တတိပေးလိုက်တယ်အဲ့ဒီနောက်မှာအကွန်ဟာဂျင်နာကိုကိုယ်တိုင်စပင်တွေမိတ်ကပ်တွေလိမ့်ချပြင်ဆင်ပေးခဲ့ပါတယ်ဒီအချိန်မှာသူတို့နှစ်ယောက်စိတ်ထဲမှာဘလောက်တောင်ဝမ်းနေနေမလဲဆိုတာမပြောပါနဲ့တော့သူတို့ဟာတယောက်နဲ့တယောက်မိသားစုဖြစ်ဖို့အကြိမ်ကြိမ်အိမ်မက်မက်ခဲ့ကြတာပါအခုလိုနေမျိုးကြုံရလိမ့်မယ်လို့မထင်ခဲ့ကြပါဘူးအကွန်ဘလောက်ပဲလက်မလွတ်ချင်နေပါစေနောက်ဆုံးမှာတော့ဂျင်နာကိုသူ့တပားထံလက်လွတ်အနစ်နာခံပေးလိုက်ရပါတယ်တေချာပြင်ဆင်ပြီးနောက်ဂျင်နာကိုအခြားအခန်းတစ်ခန်းနဲ့ခေါ်သွားပါတယ်ဆေးဖက်ဝင်အဝိစာတွေစိန်ထားတဲ့ကြားမှာထိုင်ခိုင်းပြီးဆေးနံကသူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုပြည့်နှက်နေအောင်လုပ်ခဲ့ပါတယ်နောက်ဆုံးတော့ညဘက်ဘရင်အနားမှာအိတ်ဆက်ရမယ့်အချိန်ကိုရောက်လာခဲ့ပါပြီဂျင်နာကိုအပြိုတော်၁၈ယောက်ကချီမပြီးဘရင်ရဲ့အိတ်ဆောင်တော်ထဲကိုခေါ်သွားပါတယ်သူမတာမင်းသားလေးကိုကိုဝင်ဆောင်နိုင်ခဲ့ရင်မိဖုရားခေါင်ကြီးဖြစ်လာပြီးအာနာရှင်ရဲ့အုပ်ချုပ်မှုကိုဖြုတ်ချနိုင်မှာပါဒါပေမဲ့ဂျင်နာကလမ်းဖြတ်ဖို့စဉ်းစားခဲ့တယ်ချစ်သူနဲ့မြန်မြန်ဆုံးတွေ့နိုင်ဖို့အတွက်သူမဟာစပင်ထဲမှာလှုပ်ဝက်လက်နဲ့တစ်ခုကိုတိတ်တိတ်လေးဖွက်ထားခဲ့ပါတယ်ဒါပေမဲ့သူမကအရန်ကိုအယုံလေလုံးခဲ့ပါတယ်သူမတိုက်ခိုက်ဖို့မကြိုးစားရခင်မှာပဲဘရင်ကဓာတ်ရှည်နဲ့သူမကိုချိန်ထားလိုက်ပါတယ်ကံကောင်းစွာနဲ့ပဲသူမရဲ့လက်ထဲကလှုပ်ရှားမှုကိုဘရင်ကမသိခဲ့ပါဘူးအကြောင်းကတော့နေကင်းတုန်းကဘရင်ဟာလှုပ်ကြံခံခဲ့ရတာပါသူဟာလှုပ်ကြံသူကိုဖမ်းပြီးညှဉ်းပန်းနှိပ်စက်မေးမြန်းခဲ့ပေမဲ့ဘာမှမသိရပါဘူးဒါပေမဲ့သူ့ကိုတေးစေချင်သူဟာမြို့ကြီးလေးမြို့တဲကတမျိုးမျိုးဖြစ်ရမယ်ဆိုတာကိုတော့သူသိထားပြီးသားပါမိဖုရားလေးပါးကမျိုးလေးမျိုးကလာကြသူတွေမို့သူတတိထားပြီးဂျင်နာကိုစမ်းသက်ကြည့်လိုက်တာပါဂျင်နာကလည်းသူမဟာမိဖုရားခေါင်ကြီးပဲဖြစ်ချင်တဲ့အကြောင်းဘရင်ကိုလှုပ်ကြံတာဟာအောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေသူ့အတွက်အကျိုးအမြတ်တစ်စက်မှမရှိဘူးလို့ပြောလိုက်ပါတယ်ဒီစကားကြောင့်ဘရင်ရဲ့ယုံကြည်မှုကိုသူမအောင်မြင်စွာရရှိခဲ့ပါတယ်ဂျင်နာလည်းနောက်ထပ်မကြိုးစားရတော့ပါဘူးဒီညမှာသူမဟာအမှန်တကယ်ပဲမျိုးသမီးတစ်ယောက်ဖြစ်သွားခဲ့ရပါတယ်ပြန်လာတဲ့လမ်းမှာတော့စပင်တွေဖွာလန်ကျဲမျက်နှာကညှဉ်းနှွမ်းလျက်ဝမ်းနေစွာမျက်ရည်ကျနေခဲ့ပါတယ်ဒီအချိန်မှာသူမစိတ်ထဲမှာရှိနေတာကသူမချစ်ရတဲ့အမျိုးသားပဲဖြစ်ပါတယ်ဒီဘက်မှာတော့ပထမမိဖုရားကပြုတ်အံ့နေပြီးနောက်တစ်နေ့မှာကိုဝင်ရှိနေတဲ့တရင်ဟာနန်းတော်တစ်ခုလုံးကိုပြန့်နှံ့သွားပါတယ်ဒုတိယမိဖုရားကတော့ဒေါသတွေထွက်လုံးလို့တေးမလို့ဖြစ်နေပါတယ်နန်းတော်ထဲရောက်လာတာ၃လရှိပြီးဘရင်နဲ့တောင်တယောက်တည်းမနေဘူးသေးပါဘူးဘရင်အနားမှာအိတ်ဆက်ခွင့်ကိုမြင်မြန်ရဖို့အတွက်သူမဟာဘရင်ရဲ့အချစ်ဆုံးအထိန်တော်ကိုတွားတွေ့ပြီးကူညီပေးဖို့တောင်းဆိုပါတယ်သူတို့ဟာဆွေမျိုးတွေမှုဒုတိယမိဖုရားရဲ့ခရတောင်းပန်မှုကြောင့်အထိန်တော်ကသဘောတူလိုက်ပါတယ်ဒီအချိန်မှာဂျင်နာလည်းအကြက်ရိုက်နေခဲ့ပါတယ်ပထမမိဖုရားနဲ့ရှင်ပြနိုင်ဖို့အတွက်သူမမြန်မြန်ကိုဝင်ဆောင်နိုင်ဖို့လိုအပ်နေပါတယ်ဒါကြောင့်အကွန်စီကိုချိုးငှက်နဲ့သတင်းစကားပို့ပြီးအကူအညီတောင်းခံလိုက်ပါတယ်ဒါပေမဲ့အကွန်ကသူမစီကိုကိုဝင်ဖြက်စီတစ်လုံးပေးလိုက်ပြီးပထမမိဖုရားကိုလှုပ်ကြံဖို့အမိန့်ပေးခဲ့ပါတယ်နောက်လာမယ့်အပိုင်းအကျိုးပြကွက်မှာတော့ဒုတိယမိဖုရားဟာအထိန်တော်ရဲ့အကူအညီနဲ့နောက်ဆုံးမှာဘရင်အနားတော်မှာအိတ်ဆက်ခွင့်ရရှိခဲ့ပါတယ်